လက်ပြလေးတွေလီမာဝဲဘုံလက်ပြလေးတွေလီမာဝဲလက်ပြလေးတွေ လိပ်ပြလေးဒီ လင်မဝဲကျန်နော်ကျန်တယ်ဒီတရားလည်းကျန်တယ်ကြည့်ရမယ် လေးပြလေးတွေလေးမ လေးမ ဝဲ ဝဲ လေးပြလေးလေးမဝဲလေးပြ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  လင်မဝဲ ဝက်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 လေးပြလေးမဝဲ ကဲနောက်ဆက်တရားကြည့်ကြအောင်ပေါ့နော်တကယ်ကျန်တယ်တကယ်ပဲနော်တကယ်ကျွန်တော်ပြောတာတကယ်ကျန်တယ်ဒီဘီဘော့တရားတကယ်ကျန်တယ်မကြိုလားညီတို့ကြည့်ရင်လည်းညီတို့ပစညင်ညင်ထားလို့မရဘူးတကယ်ကျန်တာ Oh my god wow ကဲဆက်ကြည့်ကြမယ်မရရင်ကြည့်ကြမယ်နော် လေးတွေလီမာဝဲဘုံလက်ပြလေးတွေလီမာဝဲဘုံလက်ပြလေးတွေလီမာဝဲဘုံလက်ပြလေးတွေလီမာဝဲလက်ပြလေးတွေ အော်ကျန်တယ်နော်တကယ်ဖြောက်တာတော့ ကြိုက်လားကျွန်တော်ဒီဘီဘော့ပဲကျွန်တော်ကြိုက်လားပတ်တော့အောက်ကိုပြီ ဒီမောင်မလက်ပြဘုံ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 လက်ပြလေးတွေလီမာဝဲဘုံဘုံလက်ပြလေးတွေလီမာဝဲလက် ပြလို့အေးဖဲတော့ထွက်ကုန်တော့ရအော်တကယ်ချမ်းတာဒီလိုဘီဘော့ဆိုစာလုံးမတွေ့တော့ထင်တယ်ပေါ့နော်မြန်မာနိုင်ငံမှာ ဟဲ့လူကဘာလို့ရှောက်ရောလက်ပြလေးတွေလီမာဝဲလက်ပြလေးတွေလီမာဝဲဘုံ ဒီတော့ထွက်ကုန်ပဲကြာလို့ပဲရကြတယ်ပေါ့နော်ကျွန်တော်ကဒီနောက်ဆက်တရားပဲကြတယ်ဘီဘော့ကြတယ်ကျွန်တော်သူ့ကိုကြတာမဟုတ်တော့နင်တို့ကလည်းဘယ်လိုကဲနင်တို့ပဲရကြတယ်ပေါ့နော် comment ထဲမှာရေးပေးလို့ရတယ်ကျွန်တော်ဒီနောက်ဆက်တရားပဲကျွန်တော်ရွေးလိုက်မယ်ဘီဘော့ရွေးတာပေါ့နော်သူ့ကိုတော့ရွေးတာမဟုတ်ဘူးကြာကျွန်တော် recent video ဆိုအထိကြည့်စုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ပြောချင်ပါတယ်ကဲနောက်ညမှာတွေ့ကြမယ် bye